Hello မင်္ဂလာပါမင်းတို့ရဲ့ကိုချူပါပေါ့နော်ဒါကတော့ကိုချူရဲ့တင်တန်းသူဒီလို့ခေါ်ပါရပေါ့နော်ကိုချူရှိမှာတင်တန်းသူရေဖန်စီရေးရတာမဟုတ်ပေါ့နော်ပုံကြီးပိုင်းတွေပါရေးရတယ်ပေါ့နော်အဲ့ဒါသူတို့တင်တန်းမျိုးနောက်ထပ်3-4ရောက်တော့ထပ်ခေါ်ပါလေစိတ်ဝင်စားရင်လာရောက်စုံစမ်းမေးမြန်းနိုင်ပါလေမိန်းကလေးဆိုပြီးဖန်စီပဲမရေးခိုင်းပေါ့နော်ဒါသူရေးထားတဲ့ပုံကြီးပိုင်းမှာပေါ့နော်တစ်ချက်လောက်ကြည့်ပေးပါပေါ့နော်လုံးဝ share ပါပဲပေါ့နော်အဲ့ဒါတင်တန်းသူလည်းခေါ်တယ်နှစ်ပတ်လည်းတင်တန်းသားလည်းခေါ်ရပေါ့နော်လာရောက်စုံစမ်းမေးမြန်းနိုင်တယ်ကိုချူတင်တန်းကတော့မင်းတို့ခုသူတို့ရဲ့လက်ရည်ကိုကြည့်ပြီးတော့လေးလာတောက်တက်နိုင်တယ်ပေါ့နော်ဒီပုံလေးဆိုရင်ဒီညီလေးကအချိန်လဲပေးနိုင်တယ်ခလိုင်းကလည်း share ပဲပေါ့နော်ကိုချူတင်တန်းသူကလည်းရေးထားတာလုံးဝမိုက်တယ်ပေါ့နော်အဲ့ဒါချက်ကြည့်ပါလုံးဝအဖိုင်းကိုသူတို့ရေးထိုးထားပါပေါ့နော်အဲ့တဲ့စိတ်တိုင်းကြောက်ကိုချူလို့ပထမလာပေးရဲ့ပုံကအပေါ်မှာပြတ်ထားတဲ့ပုံလေးပါအဲ့ဒါကိုချူကအောက်ကဒီဇိုင်းလေးနည်းနည်းလေးသူတို့လုပ်ပြီးတော့တင်းတန်းသူနဲ့ရေးခိုင်းထားတာပေါ့နော်လုံးဝကိုချူမားတော့လေကိုချူတပည့်ရင်းနဲ့စိတ်ချယုံကြည်စွာလာရောက်ရေးထိုးလို့ရပါတယ်ပေါ့နော်လက်ရပိုင်းတော့မင်းတို့မြင်ရတွေ့ရတဲ့အတိုင်းပါပဲပေါ့နော်အဲ့လိုခုလိုပုံနေရေးထိုးခြင်းလဲလာရောက်ရေးထိုးလို့ရပါတယ်ပေါ့ကိုချူကတော့မင်းတို့ရဲ့ကိုချူပါဒါလေးကတော့အနီးကပ်လေးပါပေါ့နော်အပေါ်ကဒီဇိုင်းရဲ့အောက်ကဒီဇိုင်းရဲ့လို့ကိုချူလို့ပေါင်းပြီးတော့လုပ်ပေးထားတာပေါ့နော်လုံးဝမိုက်ပါတယ် share ပါပဲပေါ့နော်အဲ့တော့တင်တန်းသူလည်းခေါ်တယ်တင်တန်းသားလည်းခေါ်တယ်ဒါရောက်စုံစမ်းမေးမြန်းနိုင်တယ်ကိုချူဆိုင်ကတော့ရန်ကုန်လှိုင်းသာယာ15ရောက်ကွယ်ကျန်စစ်သားလမ်းမကြီးပေါ်မှာတရှိပါရဲ့ပေါ့နော်ပြီးတော့ဒါလေးရတော့ကိုချူလို့ဟိုဟာ promotion လုပ်ပေးထားတယ် fancy လေးကို old school ပုံလေးကိုကိုချူလို့ပေါ့နော်ရေးလို့ထားဒါ9ရက်နေ့ဆိုတော့ဒီနေ့နောက်ဆုံးပြီးသွားပါပြီပေါ့နော်ဒီပုံလေးကိုကိုချူတင်ပေးမယ်ဒါလေးရသူတို့တင်တန်းသားလေးရေးထားတဲ့ပုံဆိုပေမဲ့လက်ရပိုင်းတွေကိုကြည့်ပါတီတီတက်တက်နဲ့အကောင်းဆုံးပိုင်နိုင်လေးရေးထားတွေ့ရတယ်1 level 1တာရပေါ့နော်ခုလို season လေးလည်းနှောက်မကြလုပ်ပေးမယ်ပေါ့နော်မင်းတို့လည်းအဆင်ပြေကိုချူရဲ့တင်တန်းသူတင်တန်းသားရင်လည်းတက်မြောက်ပေါ့နော်တင်တန်းနေမင်းနေညီကိုများဧည့်သည်များလည်းဒီဗီဒီယိုကြည့်ပြီးလေးလာသုံးသပ်နိုင်တယ်ပေါ့နော်တက်နိုင်ဆုံးအကောင်းဆုံးကတော့ကိုချူတို့အနေနဲ့အဆင်ပြေအောင်တော့ဖန်တီးလုပ်ပေးပါရပေါ့နော်အခုလိုအားပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကိုချူကတော့မင်းတို့ရဲ့ကိုချူပါပေါ့နော်